အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အင်္ဂါနေ့မတ်လ19ရက်နေ့ဖြစ်ပါတယ်အခုကျွန်တော်ရောက်တဲ့နေရာကတော့Indianapolis Indiana မှာဖြစ်ပါတယ်အခုစနိုးကြနေတယ်ကျွန်တော်တို့နေ့လယ်7 နာရီဖြစ်ပါတယ်ဒီမှာဆိုရင်တော့ကိုနန္ဒရဲ့ပုံဆိုင်ဖြစ်ပါတယ်ကျွန်တော်အခုလောက်တော့မှာဖြစ်ပါတယ်အခုစနိုးကြနေပါတယ်စနိုးကြနေပါတယ်နော်အညာအေးပါတယ်နော်စနိုးကြတာနည်းနည်းပြချင်လို့ဖြစ်ပါတယ်နော်ဒီမှာကြည့်ပါအောင်နော်ကျွန်တော်တို့စနိုးကြနေတယ်ဒီမှာတော့ကျွန်တော်တို့မြန်မာဆိုင်တွေချင်းဆိုင်တွေနော်ရှိပါတယ်ဒီမှာ